ကျွန်တော်စီမှာဒီလို MIDI ကင်မရာလေးတွေဝယ်ထားပြီးတော့စက်တင်မချိန်တက်တဲ့လူတွေအတွက်ကျွန်တော်ဒီဗီဒီယိုလေးနဲ့တဆင့်ချင်းစီပြောပြပေးလိုက်ပါမယ်အရင်ဥဆုံးကင်မရာကိုမီးပလက်ရင် join လိုက်ပါပြီးသွားရင်ကျွန်တော်တို့ဒီ V380 Pro ဆိုတဲ့ application လေးကိုကျွန်တော်တို့ App Store ရော Play Store မှာတွားပြီး download လုပ်ရပါတယ် download ပြီးသွားပြီဆိုလို့ရှိရင်ဒီဖုန်း setting တွေက Wi-Fi နဲ့ကိုတစ်ချက်ရင်တွားလိုက်ပါတွားပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ MB ဆိုတဲ့စာသားနဲ့စတဲ့ Wi-Fi လေးရှိပါတယ်ဒါလေးကကင်မရာကနေပြီးတော့ hotspot လွှင့်ပေးတဲ့ Wi-Fi လေးဖြစ်ပါတယ်အဲ့ကောင်လေးကိုတစ်ချက်နေပြီးတော့ connect လုပ်လိုက်ပါဒီမှာတော့ connect ဖြစ်သွားပြီဆိုတော့เนาะပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆိုတော့ download ထားတဲ့ဒီ app ထဲကိုဝင်လိုက်ပါမယ်ပြင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပထမဦးဆုံး user name နဲ့ password account ရှောက်အောင်မှာဖြစ်ပါတယ် user name ကကျွန်တော်တို့ဒီကိုယ့်ရဲ့ Gmail account လေးနဲ့ဒါရှောက်လို့ရတယ်ပေါ့နော် Gmail ရဲ့ password ရဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဖုန်းနံပါတ်လေးနဲ့ဒါရှောက်လို့ရပါတယ်ဒီဝိုင်းရင်ကျွန်တော်တို့ဒီညာဘက်ပေါ်တော့မှာအပေါင်းလက္ခဏာလေးရှိတယ်အဲ့ကောင်လေးကိုနှိပ်ပြီးတော့ app ကင်မရာနှိပ်ပြီးတော့ကင်မရာမှာပါတဲ့ QR code လေးကိုစကန်ဖတ်ပြီးတော့အပ်လဲရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကင်မရာရဲ့ body နားလေးမှာပေါ့နော်ဒီ ID နံပါတ်လေးရှိတယ်အဲ့ကောင်လေးကိုကဏ္ဍလေးရိုက်ထည့်ပြီးတော့အဲ့ရင်လည်းရတယ်နောက်တစ်ခုအလွယ်ဆုံးနည်းကတော့ကျွန်တော်ဒီrefresh လုပ်လိုက်ပါနော်အပေါ်ကနေအောက်ကိုဒီလိုဆွဲချလိုက်ပါဖုန်းစပွင့်ကိုဒီလိုဆွဲချလိုက်ပါဒါဆိုလို့ရှိရင်ကင်မရာလေး hotspot joiner တဲ့ကင်မရာလေးကြာလာတယ်ပေါ့နော်အဲ့ကောင်လေးကိုဒီမှာ app ကင်မရာလေးဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ဒါကင်မရာနဲ့ဖုန်းတွေက join မိတာဖြစ်သွားပါပြီဒါဆိုကျွန်တော်တို့တစ်ချက်ဖွင့်ကြည့်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကင်မရာက hotspot join မိတာဖြစ်သွားပါပြီဆိုတော့ကျွန်တော်တို့ကင်မရာကို Wi-Fi နဲ့အိမ်က Wi-Fi နဲ့ပြန် join မှာဖြစ်ပါတယ်ကျွန်တော်တို့ဒါကြောင့်မို့ setting နဲ့ဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ network ဆိုတာလေးရှိတယ်တစ်ချက်ဝင်လိုက်ပါပြီးသွားရင်ဒီအောက်နားမှာ Wi-Fi station mode ဆိုတာလေးရှိတယ်ညာဘက်မှာအမှန်ချက်လေးကိုရွေးလိုက်ပါပြီးသွားရင် please let Wi-Fi ပေါ့နော်ကိုအိမ်က Wi-Fi လေးကိုဒါရွေးပေးရမှာဖြစ်ပါတယ်ကိုအိမ်က Wi-Fi လေးကိုတစ်ချက် select လုပ်လိုက်ပါပြီးသွားရင် passport ရိုက်ထည့်လိုက်ပါ passport ဆိုတာကို Wi-Fi အိမ်က Wi-Fi ရဲ့ passport ကိုရိုက်ထည့်ခိုင်းတာပါပြီးသွားရင်တော့ confirm လေးတစ်ချက်နေလိုက်ပါမယ်ဒါဆိုလို့ရှိရင် Wi-Fi connecting ဆိုပြီးတော့ကင်မရာကနေပြီးတော့အတန်မီလာလိမ့်မယ် connected ဖြစ်တဲ့အထိစောင့်ပါဒါဆိုလို့ရှိရင်တော့ Wi-Fi connected ဖြစ်သွားပါပြီဒါဆိုလို့ကျွန်တော်တို့ကအပြင်ကနေပြီးတော့ဖုန်း data 4G ဖွင့်ပြီးတော့ကြိုက်တဲ့လောက်ကြည့်လို့ရပါပြီကျွန်တော်တစ်ချက်ကြည့်လိုက်ရအောင်ကင်မရာမုတ်ကဒီညာဘက်မှာမိုးရှိတယ်ပေါ့နော်အဲ့ထဲမှာတွားပြီးတော့ကိုကြိုက်တဲ့မုတ်နဲ့ဒါကြည့်လို့ရပါတယ်ဒီလိုစလင်ဒါမုတ်လည်းရတယ်ပေါ့နော်လေးခွက်လည်းရတယ်ဒီမှာပြီးတော့ဒီလိုကိုကြိုက်တဲ့နေရာကိုလည်းဒါရွှေ့ကြည့်လို့ရသေးတယ်ကျွန်တော် TikTok အကောင့်က ID network knowledge sharing နဲ့ electronic ပစ္စည်းအချို့တွေကိုရောင်းချပေးနေတဲ့အကောင့်လေးပဲဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော် follow လေးလုပ်ခဲ့ပါ